အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လူတစ်ယောက်ရဲ့လက်ပုံစံလေးကိုလောက်ပြတာလို့ကျွန်တော်တို့အတူတူကြည့်အောင်နော်အခုကတော့လက်အထဲမှာရှိတဲ့အယိုးတွေကိုအရင်ဆုံးလောက်တာဖြစ်ပါတယ်နော်လက်တစ်ဖက်ရဲ့အယိုးတွေဖွေးစစ်ပုံကိုသူတစ်ဆင့်ရှင်လောက်ပြတာကိုကြည့်အောင်ကဲအယိုးတွေပြီးပြီဆိုတော့သူအထဲမှာရှိတဲ့ကြွက်သားဖွေးစစ်ပုံတွေကိုလောက်တာဖြစ်ပါတယ်โอเคကြက်သားတွေအသားတွေရပြီဆိုလို့ရှိရင်သူကဒီအကျော်အဲ့လိုမျိုးပေါ့အဲ့ဒါလေးတွေလောက်တာဖြစ်ပါတယ်တော့တစ်ဆင့်ရှင်နော်တခါတည်းတန်းလောက်လေးရတယ်ဒါပေမဲ့သူကစိတ်ရှည်လေးနဲ့အထက်မှာရှိတဲ့ဟာလေးတွေကိုတစ်ဆင့်ရှင်လောက်ပြတော့တာဖြစ်ပါတယ်တော့နော်ကဲလူတစ်ယောက်ရဲ့လက်ဖွေးစစ်ပုံဒါတွေကတော့တွေ့ကြောလေးတွေလို့ပြောမှာပေါ့ကြည့်အောင်လုံးဝအသေးစိတ်လေးလောက်ပြတာဖြစ်ပါတယ်နော်ကြည့်အောင်တွေ့ကြောပြီးလို့ရှိရင်အဲ့ဒါလေးတွေပါနေတယ်ဘာကြောတွေလို့ခေါ်မှလည်းမသိဘူးနော်ကျွန်တော်တော့မခေါ်တတ်ဘူးကြည့်ကျွန်တော်တို့ရဲ့လက်မှာဘလို့ထိရှုပ်ထွေးပြီးမှများလဲဆိုတာကိုဒါကတော့အရေးပြားအတွက်ကိုလောက်တတ်တယ်အရေးပြားမဖြစ်ခင်မှာနောက်ထပ်ရှိသေးတဲ့တစ်ဆင့်โอเคအခုတော့လူတစ်ယောက်ရဲ့လက်ပုံစံလေးရတော့ပြီဖြစ်ပါတယ်နော်လုံးဝတစ်ခါတည်းလက်ပွေရကအစလက်သေးလေးကအစအကုန်လုံးအသေးစိတ်လောက်ပြတော့တာဖြစ်ပါတယ်နော်တကယ်ကိုလေးစားစရာကောင်း